online သင်တန်းတွေဒီကိုနဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့ထင်ထားတဲ့သူတွေကဒီဗီဒီယိုကို skip လိုက်လို့ရပြီ။ဘာလို့လဲဆိုတော့ဒီဗီဒီယိုထဲမှာ Ring က online မှာအမေးအများဆုံးဒီနေ့တနေ့ကုန်အမေးအများဆုံးသင်တန်းလေးအကြောင်းကိုပင်အသေးစိတ်ပြောပြပေးသွားမယ်။ video class ကိုဒီနေ့မှာအရန်ကိုအမေးများပါတယ်။မနက်ထဲကနေပြီးတော့ဒီ class ကိုသင်တန်းသူတွေထည့်ပေးတာအခုချိန်ထိသင်တန်းသူတွေထည့်တာမပြီးသေးပါဘူး။သင်တန်းသူတွေထည့်နေရဆဲပဲ။ဒါပေမဲ့ဒီ video class နဲ့ online သင်တန်းကြီး၄ခုပါတဲ့ class နဲ့ကိုမကွဲဘဲနဲ့လာအပ်တဲ့သူတွေလည်းရှိတယ်ပေါ့နော်။ဒါကြောင့်မလို့ Ring ဒီ video ထဲမှာပြောပြပေးမယ်။ကိုက social media ကိုသုံးပြီးတော့ online ပေါ်မှာငွေရှာနေတဲ့သူကိုက social media ကိုသုံးပြီးတော့ online ပေါ်ကနေကိုယ့်ရဲ့ product တွေကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုလာပြီးရောင်းနေတဲ့သူဆိုရင်မရှိမဖြစ်တက်ရမယ်အတန်းလေးကတော့ video editing အပိုင်းမှာ video editing သင်တန်းလေးက Ring group နှစ်ခုနဲ့ခွဲပြီးတော့သင်ပေးထားပါတယ် Facebook private group ရဲ့ Telegram channel ရဲ့ဆိုပြီးနှစ်ခုသင်ပေးထားပါတယ် Facebook private group မှာအရင်ဆုံး join ပြီးသွားပြီဆိုရင် Telegram မှာကကြတော့ Ring update တွေကိုထပ်ချက်ပြီးတော့တင်ပေးထားတာပါ video editing အတန်းလေးကိုဒီနေ့မှာလာအပ်ထားတဲ့သူတွေက Facebook private group မှာလည်းသင်ခွင့်ရပါမယ် Telegram channel မှာလည်းသင်ခွင့်ရရှိပါမယ်ကိုက online ပေါ်မှာပစ္စည်းလာရောက်တဲ့သူ online ပေါ်မှာဝန်ဆောင်မှုတွေလာပေးနေတဲ့သူတယောက်ဆိုရင်ထပ်ပြီးတော့ join ရမယ်အတန်းလေးကတော့ online your future top 5ဆိုတဲ့အတန်းလေးပါဒီအတန်းလေးမှာ online ကိုအခုမှစမယ်သူဒါမှမဟုတ် online လုပ်နေတာကြာပြီအခုချိန်ထိကိုထင်ထားသလောက်ရလက်တွေမရလာသေးတဲ့သူဆိုရင်ဒီအတန်းကိုစပြီးတော့ join လို့ရပါပြီဒီအတန်းလေးက video editing ပါတဲ့အတန်းလေးကိုမှထပ်ထည့်ပေးထားတဲ့အတန်းလေးပါဒီအပြင်ကိုမှ online လုပ်တဲ့သူတွေတတိမထားမိတဲ့အချက်ဖြစ်တဲ့အကောင့်ကျတဲ့ပြဿနာတွေအကောင့်နေတဲ့ပြဿနာတွေမဖြစ်ရလေအောင် Gmail ကိုကိုယ်တိုင်ဘယ်လိုမျိုးcreate လုပ်ရမလဲကိုယ့်ရဲ့အကောင့်ကိုတည်တည်ချာချာလုံလုံခြုံခြုံနဲ့ဘယ်လိုမျိုးထားရမလဲကိုယ်တိုင်လုံလို့ရမယ်နီးလန်းကို Ring ကအသေးစိတ်လာသင်ပေးထားတဲ့ Gmail create အတန်းလေးကိုချက်ထည့်ပြီးတော့ပေးထားပါတယ်ဒီအတန်း၄ခုပေါင်းကိုမှသင်တန်းကြီးအထူးကြီး3000ခွဲနဲ့ဒီဗီဒီယိုကနေလာအပ်တဲ့သူ9ဦးကိုချက်ပြီးတော့ပေးသွားပါအောင်မယ်တကယ်လို့များကိုကကုန်ပစ္စည်းကိုလာရောက်နေတဲ့သူလည်းမဟုတ်ဘူးကိုကကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုလာပေးနေတဲ့သူလည်းမဟုတ်ဘူးဒါပေမဲ့ကိုက online ပေါ်မှာ social media ကနေပြီးတော့ဗီဒီယိုလေးတွေတင်ပြီးတော့ဝင်ငွေရှာနေတဲ့သူတယောက် influencer လာလုပ်နေတဲ့သူဒါမှမဟုတ် blogger လာလုပ်နေတဲ့သူတယောက်ဗီဒီယိုတွေကနေပြီးတော့ငွေရှာနေတဲ့သူတယောက်ဆိုရင် video editing အတန်းလေးကို join ပါ video editing မှာဆိုရင်အခုနပြောသလိုပဲ Facebook private group လည်းရသွားမယ်အပြင်ကိုမှ Telegram channel မှာ update ထည့်ပြီးတော့တင်ပေးထားတဲ့ class လေးမှာလည်းသင်ခွင့်ရပါမယ် video editing အပိုင်းကိုပဲတီးတက်တက်ချင်တဲ့သူတွေကအထူးကြီး2000ခွဲတဲ့နဲ့ဒီနေ့ဗီဒီယိုကနေလာအပ်တဲ့သူ9ဦးအတွင်းပဲရပါတော့မယ်အမှန်မှန်ဆိုရင်9ဦးမကတော့ဦးထင်တယ်10ဦးလောက်ဖြစ်နေပြီထင်တယ်ဘာလို့လဲဆိုတော့အခုဗီဒီယိုလုံးနေရင်နဲ့ဒီမှာ10ယောက်လောက်လာအပ်ထားတာတွေ့ရပေါ့နော်အမြန်ဆုံးလာ join မှာအမြန်ဆုံးလာ join ထားတဲ့သူတွေကိုပဲဒီ class ထဲမှာဝင်ခွင့်ပေးပါမယ်အမှန်ဆိုရင်လေ Ring ဒီသင်တန်းကို2023မှာဖွင့်ခဲ့တာ video class အတန်းတစ်ခုနဲ့တင်သင်တန်းကြီးအပြည့်3သိန်းနဲ့သင်ပေးခဲ့တဲ့ class လေးပါအခုလောလောဆယ်ဒီအတန်းမှာလည်း review အသစ်ဆက်လေးလာပေးထားတာရှိတယ်ဒီနေ့တနေ့ကုန်စပြန်နေစဖြစ်တဲ့အဲ့ဒီအပိုင်းလေးတွေကိုအဓိကထားပြီးတော့လုပ်ပေးနေရတာဖြစ်တဲ့အတွက်ဒီ review တင်တဲ့အပိုင်းလေးတွေမလုပ်ဖြစ်ဘူးပေါ့နော်ဒီနေ့ review လာပေးတာ2000ခွဲတန်တင်တန်းကိုဒီလောက်ထိအသေးစိတ်ကြကြနဲ့တင်ချလေးတင်ပေးမယ်လို့မထင်ထားဘူးတဲ့အဲ့လိုမျိုး comment လေး Ring တွေ့ရတယ်ပေါ့နော်အရန်ကိုဝမ်းတာပါတယ် Ring ဒီနော်3သိန်းနဲ့ဖွင့်ထားတဲ့ class လေးပါဒါပေမဲ့အခုချိန်မှာ Ring အလှသဘောမျိုးနဲ့ဒီလိုမျိုးလေးလုပ်ပေးထားတာပါဒါကြောင့်မို့လို့ဒီအထူးကြီးလေးနဲ့ရတာပါ Ring နောက်ပိုင်းနေမှာ Ring သတ်မှတ်ထားတဲ့လူဦးရေပြည့်သွားပြီဆိုရင်တင်တန်းကြီးအပြည့် Ring ပြန်ဖြစ်သွားပါမယ်တက်ချင်တယ်ဆိုရင်ဒီ video ကနေပြီးတော့ screenshot ပြီးတော့ချက်ဖောက်မှာဓာတ်ရိုက်ဆက်သွယ်လာခဲ့လို့ရပါတယ်တင်တန်းထဲမှာပြန်ဆောင်ကြမယ် Ring ကြားဖြတ်ပြီးတော့ပြောပြပေးခြင်းနဲ့ Ring 2023 2024တုန်းက live လွှင့်ပြီးတော့လာတင်ပေးခဲ့တယ်လို့မျိုး Ring ဗီဒီယိုလေးတွေမှာလည်းတေချာလေးနဲ့လာတင်ပေးမှာဖြစ်လို့ကိုသိချင်တဲ့အကြောင်းအရာတွေရှိရဆိုရင်လည်းစာချန်ထားခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်မယ်နော်ကိုရွှေပါ